ဆေးရုံကကလေးတွေကိုသူ့ရဲကောင်းတယောက်လိုမျိုးပြန်ကယ်တင်ပြချင်တဲ့စိတ်ကူးရင်မှုကြောင့်ကလေးပေါင်းများစွာကိုတေမင်းနဲ့ရင်ဆိုင်ခိုင်းစေခဲ့တဲ့စိတ်တဆ nurse အကြောင်းကြားဖို့ပါသလား1980ခုနှစ်တွေတုန်းကအမေရိကဆေးရုံတစ်ခုမှာဂျင်းနီဂျုံလို့ခေါ်တဲ့ nurse တယောက်ဟာသူမတာဝန်ကျတဲ့ညအဆိုင်တွေတိုင်းမှာကလေးတွေကထူးဆန်းစွာနဲ့နှလုံးရက်တာအသက်ရှူရက်တာတွေခဏခဏဖြစ်ပွားလေးရှိပါတယ်။ဒါကြောင့်တခြားဝန်ထမ်းတွေကတော့သူမရဲ့အဆိုင်ကိုတက်ရှစ်လို့လျှို့ဝှက်ခေါ်ဆိုခဲ့ကြပါတယ်။စုံစမ်းစစ်ဆေးကြည့်တဲ့အခါမှာပေါ်ပေါက်လာတဲ့အမှန်တရားကယဉ်နှင်းစရာပါပဲ။သူမဟာကလေးတွေကိုတေးစေနိုင်တဲ့ဆေးတွေကိုလျှို့ဝှက်ထိုးနိုင်ခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ကလေးတွေအသက်အန္တရာယ်နဲ့ကြုံနေရတဲ့အချိန်မှာသူမကိုယ်တိုင်နှလုံးနှိုးဆက်နဲ့အမြန်ဆုံးကယ်တင်ပြပြီးဆရာဝန်တွေနဲ့မိဘတွေရဲ့ရှေ့မှာသူရဲ့ကောင်း nurse တယောက်အဖြစ်ချီးကျူးခံခြင်းနဲ့စိတ်ကြောင့်ပါသူမရဲ့ဒီလိုအတ္တဆန်နဲ့စိတ်ယူထားမှုကြောင့်အပြစ်မဲ့တဲ့ကလေးငယ်တွေရဲ့အသက်ပေါင်း60ကျော်ဆုံးရှုံးခဲ့ရတယ်လို့ယူဆရပါတယ်လက်ရှိမှာတော့သူမဟာ1969နှစ်ကြာခံနေရပါတယ်လောကကြီးထဲမှာလူအများရဲ့ချီးကျူးခံခြင်းလုံးနဲ့စိတ်တစားစိတ်ရဲ့ကြောက်စရာဖြစ်ရမှန်ပဲဖြစ်ပါတယ်။တင်ရောဒီလိုသူမရဲ့အယူထားမှုကိုဘယ်လိုမြင်ပါသလဲကွန်မန့်မှာပြောပြခဲ့ပါ။